အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ YNP ရဲ့ချစ်ညီကိုတွေအတွက် free type ရွေးချက်ပေးထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်မနေ့က free type ရွေးချက်မှုကတော့ YNP ရဲ့ပေးမှာပဲဆက်စိုးလိုကိုဘောလေးကိုရွေးချက်ပေးခဲ့ပြီးတော့ YNP ရဲ့ပေးရညီကိုတွေအားလုံးကတော့အဆင်ပြေကြလိမ့်မယ်လို့ယုံကြည်ပါတယ်မနေ့ကရောင်းဘက်ကတော့ဆက်စိုးလိုကိုဘော main body တို့ကိုရွေးချက်ပေးခဲ့ပြီးတော့ YNP ရဲ့ဝယ်လက်တွေကတော့တရေဆိုးရရလန့်ရတာကျင်းနေခဲ့ရပါတယ်ဒီနေ့မှလည်းရောင်းဘက်ထုတ်ပေးထားရဲ့ဝယ်ယူခြင်းတဲ့ညီကိုများအနေနဲ့39 9 296ခွန်ပိုက်ပါမှာဆက်သွဲဝယ်လို့ရပါတယ်အဲ့တော့ဒီနေ့ရဲ့ free တဲ့ရွေးချယ်မှုကြောင့်လည်းစပြောလိုက်အောင်ဒီနေ့ရဲ့ free တဲ့ဖြစ်ရွေးချယ်ထားတဲ့ပွဲစဉ်က Union Berlin နဲ့ Leverkusen ပွဲစဉ်တွေကိုရွေးချယ်ပေးထားတယ်လက်ရှိ Leverkusen ကအဝေးခွင်းကနေတရေ30ဆိုဝယ်ကြည်တန်းပေါက်ပေးထားတယ် Leverkusen က Union Berlin နဲ့ Level 2လို့ပြောလို့ရတဲ့ဂါလာဘတ်ကိုအဝေးခွင်းကနေတရေ90ဆိုဝယ်ကြည်တန်းပေါက်ပေးခဲ့ပါအဲ့တော့ Leverkusen အနေနဲ့ Union Berlin ကိုလည်းတရေ90ဆိုဝယ်ကြည်တန်းပေါက်ပေးရပါလိမ့်မယ်ဒါပေမဲ့ Leverkusen ကဂျာရက်မှာချန်ပီယံလိကစားခဲ့ရဖြစ်တဲ့အတွက်ပေးရမယ်ကြည်တန်းထက်ပြား30ရှော့ကြည့်မယ်ဆိုရင် Leverkusen ဒီနေ့ပွဲစဉ်မှာတရေ60ဆိုဝယ်ကြည်တန်းအနည်းဆုံးပေါက်ပေးရပါလိမ့်မယ်အခု Leverkusen က9ပွဲဆက်နိုင်ပွဲရမှထားတဲ့ Union Berlin ကိုပေးထားတဲ့တရေ30ဆိုဝယ်ကြည်တန်းကတော့ Leverkusen ကြေးအောင်နိုင်မဲ့ကြည်တန်းမဟုတ်ဘူးလို့ YNP ကတော့ယူဆရတဲ့အတွက်ဒီပွဲစဉ်ကို Union Berlin body လေးကိုပဲရွေးချက်ပေးလိုက်ပါတယ်နောက်တစ်ပွဲအဖြစ်ရွေးချက်ထားတဲ့ပွဲစဉ်ကကိုလုံးနဲ့ Hoffenheim ပွဲစဉ်တွေကိုရွေးချက်ပေးထားတယ်လက်ရှိ Hoffenheim ကအဝေးခွင်းကနေတရေ80ဆိုဝယ်ကြည်တန်းပေါက်ပေးထားတယ် Hoffenheim က Leverkusen, Stuttgart, Leipzig တို့ထက်ပြား20နှိမ့်တဲ့အသင်းမှာအဲ့တော့ Stuttgart ကပြီးခဲ့တဲ့အပတ်မှာတုန်းကကိုလုံးကိုအင်ကွင်းကနေ1.40ဆိုဝယ်ကြည်တန်းပြီးခဲ့တယ်အဲ့ကြေးကိုအဝေးခွင်းကြေးနဲ့တွက်မယ်ဆိုရင် Stuttgart 1.60ဆိုဝယ်ကြည်တန်းပေါက်ပေးရလိမ့်မယ်ဒါပေမဲ့ Hoffenheim က Stuttgart ထက်ပြား20နှိမ့်တာဖြစ်တဲ့အတွက် Hoffenheim အနေနဲ့ဒီနေ့ပွဲစဉ်မှာကိုလုံးကို1.80ဆိုဝယ်ကြည်တန်းပေါက်ပေးရပါလိမ့်မယ်အဲ့လိုပဲ Leipzig ကလည်းကိုလုံးကိုအဝေးခွင်းကနေတရေအရှုံးဆိုကြည်တန်းပြီးခဲ့တယ်အဲ့ကြည်တန်းကိုလည်းပြား20ထက်လျှော့ရင် Hoffenheim ဒီနေ့ပွဲစဉ်မှာတရေ80ဆိုဝယ်ကြည်တန်းပေါက်ပေးရလိမ့်မယ်အဲ့လိုပဲ Leverkusen ကလည်းကိုလုံးကိုအင်ကွင်းကနေ 1D ဆိုဝယ်ကြည်တန်းပြီးတယ်အဲ့ကြီးကိုအဝေးခွင်းချင်းနဲ့တွက်မယ်ဆိုရင် Leverkusen တရေအရှုံးဆိုကြည်တန်းပေါက်ပေးရမယ်အဲ့တရေအရှုံးဆိုကြည်တန်းပေါက်ပေးရမှာပြား20ထက်ပြီးတော့ရှော့မယ်ဆိုရင်တရေ80ဆိုဝယ်ကြည်တန်းပေါက်ပေးရပါလိမ့်မယ်အဲ့တော့ Hoffenheim အနေနဲ့ဒီနေ့ပွဲစဉ်မှာကိုလုံးကို1.80ဒါမှမဟုတ်တရေ80ဆိုဝယ်ကြည်တန်းအနည်းဆုံးပေါက်ပေးရပါလိမ့်မယ်အခု Hoffenheim ပေါက်ပေးထားတဲ့တရေ80ဆိုဝယ်ကြည်တန်းကတော့ Hoffenheim ကြီးမအောင်တင်မှုလို့ YNP ကတော့ယူဆရဲကိုလုံးဒီပွဲမှာတရေလောက်တော့ရလိမ့်မယ်လို့ YNP ယူဆရတဲ့အတွက်ဒီပွဲစဉ်ကိုကိုလုံး body လေးကိုပဲရွေးချက်ပေးလိုက်ပါတယ်နောက်တစ်ပွဲပြရွေးချက်ထားတဲ့ပွဲစဉ်ကဝဟန်နဲ့ဘုံမောက်ပွဲစဉ်လေးကိုရွေးချက်ပေးထားတယ်လက်ရှိဝဟန်ကအိမ်ဝင်းကနေဒဲဆိုတဲ့ကြည်တန်းပေါက်ပေးထားတယ်ဒီပွဲစဉ်မှာတော့ YNP ကအကြိုက်နဲ့အများအကြိုက်နဲ့အနည်းငယ်ကွဲပြားလိမ့်မယ်လို့ YNP ကတော့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ YNP ကဒီပွဲစဉ်မှာဘုံမောက် body လေးကိုသဘောကျတယ်ဘာဖြစ်လို့ဘုံမောက် body ကိုသဘောကျလဲဆိုရင်ဘုံမောက်အိမ်ဝင်းမှာဗန်လေးကို1.30ဆိုဝယ်ကြည်တန်းပေါက်ပေးခဲ့တယ်အဲ့တော့အိမ်ဝင်းမှာဆိုရင်ဘုံမောက်ကဗန်လေးထက်ပြား230တာရဲလို့ပြောလို့ရတယ်အဲ့လိုပဲဝဟန်ကဗန်လေးကိုအဝေးခွင်းကနေတရေ90ဆိုဝယ်ကြည်တန်းပေါက်ပေးခဲ့တယ်အဲ့ကြည်တန်းကိုအိမ်ဝင်းချင်းနဲ့တွက်မယ်ဆိုရင်ဝဟန်အိမ်ဝင်းမှာဗန်လေးကို1.50ဆိုဝယ်ကြည်တန်းပေါက်ပေးရလိမ့်မယ်အဲ့တော့ဘုံမောက်နဲ့ဝဟန်ရဲ့ level ကွာခြားချက်ကိုရှင်ကြည့်မယ်ဆိုရင်ဘုံမောက်ကပြား60တာရဲဒါမဲ့ဒီပွဲစဉ်ကဘုံမောက်အဝေးခွင်းဖြစ်တဲ့အတွက်အဲ့တာဝါရဆိုပြား60ကိုပြား90ရှော့ပေးမယ်ဆိုရင်ဘုံမောက်30ဆိုကြည်တန်းပေါက်ပေးရလိမ့်မယ်ဒါမဲ့ဒီပွဲစဉ်မှာဒီနှစ်သင်းလုံးမှာတကယ်အမှတ်လိုအပ်ချက်ရှိတာကဝဟန်ဖြစ်တဲ့အတွက်ဝဟန်အနေနဲ့ဒီနေ့ပွဲစဉ်မှာကြည်တန်းပြန်ပြီးတော့ပေါက်ပေးရပါလိမ့်မယ်ဝဟန်သာတကယ်ကြီးအောင်မယ်ဒိုင်မယ်ဆိုရင်စန်တာလန်ကိုလည်းအိမ်ခွင်းမှာတရေ40ဆိုကြည်တန်းပေါက်ပေးခဲ့သလိုဘန်လီကိုလည်းအဝေးခွင်းရတယ်တရေ90ဆိုကြည်တန်းမျိုးတွေပေါက်ပေးခဲ့ရပါအဲ့တော့ဝဟန်သာဒီနေ့ပွဲစဉ်မှာဘုံမောက်ကိုတကယ်နိုင်ပွဲရမယ်ဆိုရင်တရေ30တောင်ကိုတရေ40လောက်တော့ပေါက်ပေးတင်တယ်လို့ YNP ကတော့ယူဆရဲအခုဝဟန်ပေါက်ပေးထားတဲ့ဒဲဆိုပဲကြည်တန်းရတော့ဝဟန်နိုင်တဲ့ကြည်တန်းအထိမရောက်ဘူးလို့ YNP ကတော့ယူဆရတဲ့အတွက်ဒီပွဲစဉ်ကိုဘုံမောက် body လေးကိုပဲရွေးချယ်ပေးလိုက်ပါတယ်အဲ့တော့ဒီနေ့ရဲ့ free type ဖြစ် Union Berlin body ကိုလုံး body ဘုံမောက် body 3ပွဲရွေးချယ်ပေးလိုက်ပါတယ် YNP ရဲ့ချင်းညီကိုများအားလုံးလည်းအဆင်ပြေကြပါစေရောင်းဝယ်ယူခြင်းနဲ့ညီကိုများအနေနဲ့
39 09 296ခွန်ပိုက်ပါမှာဆက်သွယ်ဝယ်လို့ရပါတယ်။ YNB ကိုအားပေးတဲ့ညီကိုများအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်။